Blackpink နဲ့ Selena Gomez က ice cream မိကုန်း3ခုထဲမှာတစ်ခုကို skip လုပ်ခွင့်ရှိရယ်နှစ်ခုမှန်တာနဲ့အမက1000ပေးမှာအဲ့တော့ဒီပုံလေးကို English လို့လေးတစ်ချက်ပြောပေးပါဒါဘာဖြစ်လဲ Hot. exhausted No. Chocolate. Hot chocolate. မှန်ပါပြီ green tea green tea Butterfly. Butterfly. ဒီဘက်ပိုင် ဟမ် ဖိုင်ရယ်ကွန်ပျူတာ laptop ဒါပါ အပဲပိုင်ပဲ ဒါဆိုပါတယ်ဒါ Candy. ကန်ဒီကိုနောက်ကန်ဒီမဟုတ်ပဲနဲ့တချိုတဲ့ဟာဆိုရင် Sweet. စိဒါ Potato. အဲ့တော့နှစ်ခုက Sweet potato. Mr. Mr. no အကောင့်နာမည်ကွာဒီက nick မဟုတ်ပဲနောက်ဘယ်လိုရှိ Foster Hamster. အကောင့်လေးမွေးရယ်နေကြသေး Hamster? Okay. စမ်းရပါပြီ Blackpink နဲ့ Selena Gomez က ဘာတချင်းဆိုတာတချင်း အစားလား ဟုတ်တယ်လေ အစားကျတော့ ဘာတချင်းဆိုတာ ice cream ညဆိုကျေးဇူးတော်ဟာဒီမင်းသားနာမည်သိလား Mati. Kim Rainbow. Oh. နှလုံးမှာပါဖေးကလေးကျေးဇူးတင်ပါတယ် ဟိုက ဒါ လာဒါကလော့ သူကဘာကိုကြည့်ရ time အမ် ဒီဘက်မြင်းကြောင်ဟုတ်ပါ lines လား နေเจ้าတွေကိုကွာနေเจ้าတွေအဲ့လိုမျိုးအကွက်တွေနဲ့ဆိုလို့ရှိရင်ဘယ်လိုမျိုးခေါ်လဲဒီနှစ်ခုကိုပေါင်းလိုက်လို့ရှိရင်စကလုံးတစ်လုံးထားတယ်စာကြည့်မယ်ဆိုလို့ရှိရင်ဘာကိုကြည့်ပြီးစာကြည့်ကြလဲ time table time table ရမှန်ပါရင် ကျေးဇူးပါ What? He. Da. အဲ့ရှေ့ He. English လိုပဲပြောမှာ။ Water. water ကိုမှသူကကွာပင်လယ်တွေသမုဒ္ဒရာတွေရှိသေးတယ်လေ Sea. စီ Sea. Da lion. စီလိုင်း Sea lion. မှန်ပါပါပြီကျေးဇူးတင်ပါတယ် Oh, da lion. ကျေးဇူးတင်ပါတ ကျေးဇူးတင်ပါ ယ် တယ်